မင်္ဂလာပါဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်ကားလေးကတော့လမ်းမှာတွေ့တဲ့မိန်းမတယောက်ကိုအိမ်ခေါ်လာမိလို့တစ်ချိန်လုံးပတ်ပြေးနေခဲ့ရတဲ့နိုင်ငံခြားသားတယောက်ရဲ့ The 39 Steps ဆိုတဲ့1935ခုနှစ်ကကန်ဝင်ရုပ်ရှင်တကားပဲဖြစ်ပါတယ်ဇာလန်စာလန်ဒန်မြို့ရဲကစက်ရုံတစ်ခုမှာဒီဘက်က AI တွေလို့ဒီသမျှမေခွန်တိုင်းကိုချက်ချင်းအဖြေပေးနိုင်တဲ့ Mr. Memory ဆိုတဲ့လူတယောက်ကဖျော်ဖြေပေးနေခဲ့တယ်ဟုတ်တာတွေရောမဟုတ်တာတွေရောဝိုင်းမေနေကြတဲ့ပရိသတ်တွေထဲမှာကနေဒါနိုင်ငံသားRichard Haney ကလည်းရောက်တော့ရောက်ခိုက်ပါဝင်စမ်းသပ်ရဲ့ Mr. Memory ရဲ့မှန်ဉာဏ်ကိုအထင်ကြီးသွားခဲ့တယ်။တောက်ခွဲကြောင်လူဒန်းစားတရက်ကလည်းတတ်ကိုရှိနေလို့သူတို့သိချင်တဲ့မင်းသမီးရဲ့အသက်ကိုမပြောပြရအောင်လားဆိုပြီးပြဿနာထားရှာတော့ရုံးရဲစက်ကတ်တွေကြားမှာတနက်တန်နှစ်ချက်မြည်သွားခဲ့တယ်။ကြောက်အားလန့်အားနဲ့တိုးဝေပြေးနေကြတဲ့အထက်မှာ Haney ရဲ့အရှိကိုမျိုးသမီးတယောက်ကပ်ပါလာပြီးအပြင်ရောက်တဲ့အထိတည်းအတူတူခေါ်သွားပေးဖို့တောင်းဆိုလာလို့ဒီဆက်ရဘတ်စကားပေါ်ပြေးတက်လာခဲ့လိုက်ကြတယ်။တိုက်ခန်းကိုရောက်တဲ့အချိန်မှာတော့ဟန်နီလည်းဗုတ်ပြားဘော်ကသူ့နာမည်နဲ့မိတ်ဆက်ပေးရင်အမျိုးသမီးကိုပြန်မေးကြည့်လိုက်မှစမစ်လိုပဲမှတ်ခိုင်းထားပြီးအပေါ်တက်လာလိုက်ကြတယ်။အခန်းထဲကမီးမဖွင့်ခင်နေရန်ကိုအရင်ပြေးကတ်သွားတဲ့စမစ်လည်းအရှိမမှတ်တစ်ချက်ရှိနေလို့ဟန်နီကိုအကူကြီးတောင်းရင်တကွန်ကွန်မြည်နေတဲ့ဖုန်းကိုပါသူ့စီဆက်တဲ့ဖုန်းဆိုပြီးမကင်ဖို့တားထားလိုက်တယ်။သူတို့ရောက်နေတဲ့အခန်းကစိတ်မချရလို့မီးဖို့ချောင်းနဲ့ထပ်ပြောင်းပြီးလိုက်မှစမစ်လည်းသူ့နောက်ကိုလိုက်တက်နေတဲ့လူနှစ်ယောက်ရှိချောင်းကိုရှင်းပြလိုက်ပေမဲ့ဟန်နီကတော့မယုံကြည်ဘူးဖြစ်နေခဲ့တယ်။သူကိုယ်သူစပိုင်တယောက်ဖြစ်ကြောင်းနဲ့ဗီဒီယိုအတွက်အရေးကြီးတဲ့စစ်ပတ်ဆိုင်ရာလှုပ်ဝက်ချက်တွေကိုခြေလမ်း39လမ်းဆိုတဲ့အဖွဲ့အစည်းတစ်ခုကခိုးယူဖို့စူးစမ်းနေကြောင်းရှင်းပြလိုက်တယ်။ဟန်နီကတော့ဇလန်းတွေထင်ပြောနေတဲ့ပဲသဘောထားလို့လမ်းဘော်ကိုထွက်ကြည့်ခိုင်းလိုက်မှဓာတ်တိုင်အောင်မှရက်နေတဲ့ပေးဆောင်းဆောင်းတဲ့လူနှစ်ယောက်ကိုတကယ်ပဲတွေ့လိုက်ရတယ်။စမေးလိုက်စုံစမ်းနေတဲ့ခြေလမ်း39လမ်းအဖွဲ့ရဲ့ခေါင်းဆောင်ကလက်တန်းထိပ်ပိုင်းပြတ်နေကြောင်းအရှုပ်တော်ပုံထဲမှာကြားညှလာတဲ့ဟန်နီကိုလည်းတီးအောင်ပြောပြထားရင်စကော့တလန်မြေပုံရှာခိုင်းလိုက်တယ်။အိပ်ပျော်နေတဲ့အချိန်ကြာမှာနောက်ကျောမှာဒါတန်လန်နဲ့စမစ်ရောက်လာပြီးထွက်ပြေးဖို့ပြောရင်းနဲ့ပဲအသက်ပြောက်သွားလို့လက်ထဲကမြေပုံလေးကိုယူကြည့်ရင်အမှတ်သားတစ်ခုကိုတွေ့လိုက်ရတယ်။စကော့တလန်သွားဖို့ချက်ချင်းပြင်ဆင်လိုက်ပြင်မဲ့လူသားသမား2ယောက်ကရှိနေသေးလို့အကြံထုံးနေတဲ့အချိန်မှာလူပိုသမားရောက်လာတော့သူစီကယူနီဖောင်းကိုဈေးကြီးပေးဝယ်လိုက်တယ်။လူပိုသမားရောင်ဆောင်ပြီးထွက်ပြေးနိုင်ခဲ့လို့စမစ်ရဲ့အလောင်းကိုမြင်ပြီးအော်လိုက်တဲ့အဖွားကြီးရဲ့အတန်နဲ့ဟန်နီလိုက်ပါစီးနှင်းသွားတဲ့ယထာကြီးရဲ့အတန်ကတစ်ထက်သေးကျသွားခဲ့တယ်။ဘူရာတစ်ခုကိုရောက်တဲ့အချိန်မှာတော့အရှိကခီးတဲ့နေရာဝဲဖက်လိုက်တဲ့သတင်းစာထဲမှာစမစ်သေဆုံးမှုနဲ့တရားခံပြေးဟန်နီအကြောင်းပါလာလို့ရင်တထိတ်နဲ့ခရီးဆက်လာခဲ့လိုက်ရတယ်။ယထာပေါ်မှာအခြေအနေလှည့်ပတ်ကြည့်ရင်သူကိုလိုက်ရှာနေတဲ့ရဲတွေနဲ့တက်တဲ့တူတော့ညီစက်ရအခန်းထဲကအမျိုးသမီးတယောက်ကိုဝင်နှံပြီးဟန်ဆောင်နေလိုက်လို့ကတ်တီးလေးလွတ်သွားခဲ့တယ်။အခြေအနေတွေကိုရှင်းပြပြီးတောင်းပန်နေတော့မှပဲရဲတွေကနောက်ကျောင်းပြန်လှည့်လာလို့အနက်ခံထားရတဲ့အမျိုးသမီးလည်းအမှန်တိုင်းပြောချလိုက်တော့ရှင်းနေငါမှထောင်လုံးလုံးကြမယ်ဟန်ဒီလည်းအမြန်ထွက်ပြေးခဲ့လိုက်ရတယ်။တရားတစ်ခုပေါ်မှာစင်းကြံခဲ့လိုက်လို့ရဲတွေလက်ကလွတ်ပြီးခြေရင်ခီးဆက်လာရင်ရွာတရွာကိုဝင်စုံစမ်းကြည့်လိုက်မှသူသွားကျင်နေတဲ့မြေပုံတွေကနေရနဲ့တိတ်မဝေးတော့ကြောင်းသိလိုက်ရတယ်။ကျိုးဆိုရက်နေခံတယောက်အိမ်မှာပဲတဲခိုခွင်တောင်းပြီးအနားယူဖို့စူးစမ်းလိုက်ပေမဲ့သူအကြောင်းရေးထားတဲ့သတင်းစာတစ်စောင်ကိုတွေးလိုက်ရလို့မလုံမလဲစိတ်တွေနဲ့ဟန်မပြတ်စောင့်ကြည့်နေလိုက်တယ်။တရားခံပြီးမှတည်သွားတဲ့အင်ရှင်အမျိုးသမီးမာဂရက်ကိုစီးယုံနေတဲ့မြင်ကွင်းကဂျွန်းအတွက်တော့အထင်လွဲစရာဖြစ်သွားလို့ဟန်နီတို့ရဲ့ဖောက်ပြန်မှုကိုစောင့်ဖမ်းဖို့အတွက်မအိပ်ဖဲစောင့်နေလိုက်တယ်။မာဂရက်ကလည်းသူတို့အိမ်ဘက်ကိုမောင်းလာတဲ့ကားတစ်စီးရဲ့မီးရောင်ကိုတွေးလိုက်ရလို့ဟန်နီကိုသွားနှိုးပြီးထွက်ပြေးခိုင်းနေလို့မှပဲအမိဖမ်းဖို့စောင့်နေတဲ့ဂျွန်းကလည်းအထင်လွဲတစ်ထက်လွဲသွားခဲ့တယ်။ကူညီပေးတဲ့မာဂရက်ကိုပြဿနာအဖြစ်မခံနိုင်လို့ဟန်နီလည်းသူ့အကြောင်းတွေအားလုံးရှင်းပြပြီးရဲရီလက်ကလွတ်အောင်ပတ်စံထုတ်ပေးလိုက်ပေမဲ့လောဘကြီးတဲ့ဂျွန်းကတော့တစ္ဆာဖောက်သွားခဲ့တယ်။စာနာမှုရှိတဲ့မာဂရက်ကပဲသူ့ယောက်ျားအင်ကြီးလေးပေးပြီးအမြန်ထွက်ပြေးခိုင်းလိုက်လို့ထက်ချက်မကွာလိုက်လာတဲ့ရဲတွေလက်ကနေရှောင်ပုံရင်မြေပုံထဲမှာဝိုင်းပြထားတဲ့နေရာကိုတက်တက်မတ်မတ်ရောက်သွားခဲ့တယ်။စမစ်ပြောပြထားတဲ့ Professor အင်ကိုရောက်အောင်သွားပြီးအကျိုးကြောင့်ရှင်းပြလိုက်မှဟန်နီကိုရဲတွေလက်ကလွတ်အောင်ဖန်တီးပေးရင်အခန်းထဲကလူတွေကိုပါရှင်းထုတ်ပြလိုက်တယ်။နေရောက်တဲ့ကြံခဲ့တော့မှတကားကိုတော့ခတ်ပြီး Professor ဆိုတဲ့သူကသူ့ရဲ့လက်တန်းလေးကိုထောင်ပြလိုက်လို့စကော့တလန်မှာခြေရလာဖြောင်းနေတဲ့ခြေလမ်း39လမ်းအဖွဲ့ရဲ့ခေါင်းဆောင်ဂျော်ဒန်မန်တီးလိုက်ရတယ်။လိုဝက်ချက်တွေအားလုံးတီးနေတယ်။ဟန်နီကိုလည်းအလိုမပြီးတော့ပဲတနက်နဲ့ပြေးပြီးအလောင်းဖြောက်ဖို့ကြိုးစားလိုက်ပေမဲ့ဂျွန်းရဲ့အင်ကြီးတွေကတရားဆောင်ကြောင်းအသက်ရှင်ခွင့်ရသွားခဲ့တယ်။ Professor ရောင်ဆောင်ထားတဲ့ဂျော်ဒန်အကြောင်းကိုရဲစခန်းမှာတွားပြောပြီးလူသက်မှုကနေလွတ်မြောက်ဖို့ကြိုးစားလိုက်ပေမဲ့ဟန်နီရဲ့စကားတွေကိုယုံကြည်မရှိလို့နောက်တစ်ခေါက်ထွက်ပြေးခဲ့လိုက်ရတယ်။ရဲတွေချီချင်းလိမ့်နေတဲ့ကြားကပြေးစရာမြေမရှိတော့တဲ့ဟန်နီလည်းနီးစပ်ရာအဆောက်အဦတစ်ခုမှဝင်ဖုံးရင်လူမားခေါ်သွားကြလို့လက်ထိတ်တန်းလန်းနဲ့နိုင်ငံရေးဟောပြောပွဲတွေရောက်သွားခဲ့တယ်။ခက်တီတီနဲ့
စီယုံရဲ့မိကွန်းတွေထားပြောနေတော့မှပဲရထားဘော်ကဆင်းပြေရအောင်လှုပ်ခဲတဲ့မိတ်ကလေးနဲ့နိုင်ငံရေးသမားအစီရောက်လာလို့ဟန်မပြတ်စောင့်ကြည့်နေလိုက်တယ်ဟန်နီရဲ့မိကွန်းကိုသဘောကျသွားတဲ့ပရိသတ်တွေကလည်းစင်ဘော်ဒီလာပြီးနှုတ်ဆက်ကြလို့ပြေးစရာမြေမရှိတော့ပဲပါမေလာဆိုရဲကောင်မလေးကောက်မှုကြောင့်ထပ်ပြီးအဖက်ခံလိုက်ရတယ်တာဝန်တိပြည်သူတယောက်ဖြစ်ခြင်းနဲ့ပါမေလာလို့လန်ဒန်ရဲ့လှုပ်ဝက်ချက်တွေပေါက်ကြားတော့မယ့်အကြောင်းပြောလိုက်မှဟန်နီကိုခေါ်သွားဖို့လုပ်နေတယ်ရဲတွေလည်းမျက်နှာပြတ်သွားကြတယ်တရင်ပေးဖြစ်တဲ့ပါမေလာကိုပါတက်တိထွက်ဆိုဖို့ခေါ်သွားကြပေမယ့်နေမြေရဲစခန်းကိုကြော်မောင်းသွားလို့မေးကြည့်လိုက်မှ49မိုင်လောက်ဝေးတဲ့မြို့တစ်မြို့ကိုသွားနေကြောင်းသိလိုက်ရတယ်ရဲတွေကိုမတင်ကားတော့တဲ့ဟန်နီလေသူ့ကိုဖမ်းဖို့အမိန့်စာပြခိုင်းလိုက်မှဝေးလေကြောက်ဘက်တွေလုံနေလို့ဂျော်ဒန်လူတွေဆိုတာရဲမိပြီးအကြံထုတ်နေတော့မှပဲကားရက်သွားခဲ့တယ်လမ်းပိတ်နေတဲ့တိုးအုပ်တွေကိုစင်မမောင်းခင်နှစ်ယောက်တွဲပြီးလက်ထိတ်ခတ်ခဲ့လို့အခွင့်အရေးရသွားတဲ့ဟန်နီလေပါမေလာကိုပါခေါ်ပြေးရင်ရေတကုံတစ်ခုအောက်မှာဝေပုံးနေလိုက်ကြတယ်အော်ဖို့ကြိုးစားနေတဲ့ပါမေလာကိုတော့အိတ်ထဲကတနက်နဲ့ချိတ်ချောက်ထားလို့အောင်မြင်မြင်လွတ်မြောက်သွားမှဟန်နီလေသူကြုံနေရတဲ့အခက်အခဲတွေကိုထပ်ရှင်းပြလိုက်ပေမဲ့လက်မခံဘူးဖြစ်နေခဲ့တယ်လူသက်သမားတယောက်လို့မြင်နေတဲ့ပါမေလာကိုရှင်းပြဖို့မကြိုးစားတော့ပဲလူစိုးတယောက်အဖြစ်နဲ့ချိန်ချောက်ခေါ်လာရင်ညီဆက်ရတဲကိုကန်တစ်ခုမှဝင်နာဖို့ကြံစည်လိုက်ကြတယ်ကားမတော်တဆဖြစ်တဲ့လင်မယားပုံစံမျိုးနဲ့လက်ထိပ်ပါတဲ့လက်တွေကိုအိတ်ထဲထည့်ပြီးအခန်းတစ်ခုရအောင်ငားနိုင်ခဲ့လို့တဲခုကန်ပိုင်ရှင်တွေကလည်းအရန်ချစ်တဲ့စုံတွဲလိုပဲထည့်သွားခဲ့ကြတယ်အခန်းထဲရောက်မှပါမေလာကတောင်းကြနေလို့အသေးအံပြန်ထိန်ထားရင်အခုမှခိုးပြေးလာတဲ့စုံတွဲတွေပုံစံမျိုးနဲ့သူတို့ရောက်နေတာကိုဘယ်သူမှမသိစေချင်ကြောင်းပိုင်ရှင်တွေကိုကြိုပိတ်ထားလိုက်တယ်မတဲ့အတူနေဘဝကနေနှစ်ခုတစိမ့်ဖြစ်လာလို့အချင်းချင်းပြန်လည်ကူညီကြရင်ဒုက္ခတွေကြားထဲမှာလေးလေးတချွန်ချွန်ဖြစ်နေတဲ့ဟန်လေးကလည်းဓာတ်ရဲဆဲနေတဲ့တန်စီကိုဖျောက်မရဘူးဖြစ်နေခဲ့တယ်လူသားသမားတယောက်နဲ့အတူတူအိမ်ရမှာကိုကြောက်နေတယ်ပါမေလာအတွက်စိတ်ကူးရင်ဇလန်တွေရှောက်ပြောပြီးရင်တနေ့ကုန်ပတ်ပြေးထားရလို့ကောင်းချလိုက်တာနဲ့တန်းပြီးအိပ်ပျော်သွားခဲ့ကြတယ်အရှင်ဆုံးလို့လာတယ်ပါမေလာလည်းလက်ထိတ်ကိုအနာခံဖြုတ်ကြည့်ရင်တကယ်ပဲလွတ်သွားလို့ဟန်လေးအိတ်ထဲကတနက်ကိုယူကြည့်လိုက်မှသူ့ကိုတစ်ချိန်လုံးချိတ်ချောက်လာတဲ့စီးတိုင်ကြီးကိုတွေ့လိုက်ရတယ်ပစ္စည်းတွေအမြန်ယူပြီးထွက်ပြေးဖို့ကြိုးစားနေချိန်မှာဖုံးပြောနေတဲ့လူနှစ်ယောက်ကိုမြင်လိုက်ရလို့လှမ်းတိုင်ကန်နီးဆက်ဆဲမှာရဲတွေမဟုတ်မှသိလိုက်ရတော့ပြောသမျှကိုစံနာထောင်ကြည့်လိုက်တယ်ဟန်နီလွန်မြောက်နေတာကဂျော်ဒန်အတွက်အန်ဒီရရှိနေလို့ပလေဒီယန်ပြဆက်ယုံမှာလိုဝက်ချက်တွေဝေယူပြီးထွက်ပြေးတော့မယ့်အကြောင်းနဲ့ခြေလမ်း39လမ်းအဖွဲ့တွေတကယ်ရှိနေမှသိလိုက်ရတယ်။ပိုင်ရှင်ဘူရောကိုတဲခိုတဲ့လူစီးရင်တွေမင်းနေချိန်မှာဘွားတော်ကပြပြသလဲဝင်တာရင်မောင်းလွတ်လိုက်တော့မှရဲရောင်ဆောင်တော်ငနဲ့နှကောင်လဲလာရလန်းအတိုင်းပြန်ထွက်သွားခဲ့ရတယ်။ဖြစ်ကြောင်းကုတ်စင်တီးသွားတဲ့ပါမေလာလေဟန်နီအခန်းပြန်ရောက်လာပြီးမနဲ့ကြမှာတီးထားသမျှတွေအကုန်ပြောပြလိုက်တော့နှိုးပြီးမပြောရကောင်းလားဆိုပြီးပြဿနာရှာရဲလန်ဒန်ကိုသွားဖို့အမြန်ပြေးလိုက်ကြတယ်။နိုင်ငံတော်အစင်လိုဝက်ချက်တွေကိုယူပြေးတော့မဲ့ဂျိုရက်အကြောင်းကိုရဲစခန်းမှာသွားပြောပြလိုက်ပေမဲ့တရားခံပြေးဟန်နီကိုဖမ်းဖို့အတွက်ပဲစိတ်ဝင်စားနေလို့တည်င်းလာပြီးတဲ့ပါမေလာနောက်မှာခြေရခံလိုက်လာခဲ့ကြတယ်။ဖျားဆက်ယုံတစ်ခုလုံးရဲ့ဝင်ပေါက်ထွက်ပေါက်တွေပိတ်ပြီးတရားခံပြေးကိုဖမ်းဖို့ကြိုးစားနေကြတဲ့အချိန်မှာပါမေလာကလည်းပရိသတ်တွေကြားတွေကဟန်နီကိုရှာပြီးအနောက်မှာရဲတွေပါလာတာမသိပဲအနာကပ်သွားလိုက်တယ်။ဟန်နီကလည်းအပေါက်ရိပ်ကွယ်ပြီးကြည့်နေတဲ့ဂျော်ရန်ကိုမြင်သွားလို့ထွန်မပြေးရသေးတဲ့အကြောင်းကိုစဉ်းစားရင်သူနာထဲမှာဆွဲနေတဲ့တန်စင်းနဲ့မစ္စတာမမ်မိုရီကိုတွေ့လိုက်တော့မှတတိယသွားခဲ့တယ်။ဂျော်ဒန်နဲ့မစ္စတာမမ်မိုရီရဲ့ဆက်သွယ်မှုတွေကိုကြည့်ပြီးလိုဝက်ချက်တွေအားလုံးခေါင်းထဲမှာထဲမှတ်ခိုင်းထားကြောင်းသဘောပေါက်သွားတဲ့အချိန်မှာပဲလူသက်သမားကိုအရန်ဖမ်းချင်နေတဲ့ရဲရီရောက်လာခဲ့ကြတယ်။ဟန်နီလည်းကြိုးစားပြီးရှင်းပြနေတဲ့ကြားကမရတဲ့အစုံမှာခြေလမ်း39လမ်းဆိုတာဘာလဲဆိုပြီးစင်ပေါ်ကိုလှမ်းမေးကြည့်လိုက်မှတရှိုးအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းထုတ်ဖော်ပြောလိုက်မိတဲ့မစ္စတာမမ်မိုရီလည်းဂျော်ရန်ရဲ့တနက်စာမိသွားခဲ့တယ်။ရုပ်ရုပ်တဲတဲရီကြားထဲမှာဂျော်ရန်ကိုလည်းဖမ်းမိသွားကြသလိုဒဏ်ရာကြီးနဲ့မစ္စတာမမ်မိုရီကလည်းဗီးတရဲ့လှုပ်ဝက်ချက်တစ်ခုဖြစ်တဲ့အတန်တိတ်လေးရင်ရဲ့အင်ဂျင်အကြောင်းကိုထုတ်ဖော်ပြောသွားရင်ဇာလန်းလေးလည်းပြီးဆုံးသွားပါပြီဒီဇက်ကားလေးမှာပေးချင်တဲ့ message ကတော့တကယ်ဖူးစားပါရင်ဝရန်ပြေးဘဝနဲ့တော့လာဆုံနိုင်သေးတယ်ဆိုတာပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ